ကျွန်တော်အသက်အရွယ်လေးတစ်ခုရောက်လာတော့ဟိုခလေးခလားစိတ်တွေကျွန်တော်ကုန်ပြီးတော့ချမ်းသာခြင်းတဲ့စိတ်တွေတဖွာဖွာဟိုလူငယ်ပြပြပေါ့ဗျာကျွန်တော်တိုးတက်ခြင်းနဲ့ချမ်းသာခြင်းနဲ့အဲ့လိုနဲ့ကျွန်တော်ကဘာလုပ်လဲဆိုရင်ဒီဟိုဟာတွေလိုက်ဖတ်ကြည့်တော့ဗောနော်ကျွန်တော်လေးလာမယ်ဆိုပြီးတော့ချမ်းသာရေးနီလန်းတွေကျွန်တော်လိုက်လေးလာတယ်ကျွန်တော်စောင်းတွေလိုက်ဖတ်တယ်ဗောနော်တော်တော်များကျွန်တော်စောင်းတွေပါကျွန်တော်လိုက်ဖတ်တဲ့ခါမှာဟိုနီလန်းတွေကျွန်တော်လုံးဝမတွေ့ဘူးဘလို့ချမ်းသာမလဲဆိုတဲ့နီလန်းတွေလည်းမရှိဘူးဗျာဘာလို့ဆိုတော့ကျွန်တော်စောင်းတော့ဖတ်လိုက်လို့ဆိုရင်သူတို့လဲပြီးတော့နောက်ဆုံးကြရင်တော့အဖေထွက်လာဆိုတော့လေအဖေမထွက်ဘူးဟိုစောက်တော်များပေါ့နော်ကျွန်တော်ဖတ်ဘူးတဲ့အဲ့လိုစောက်တော်များပြီးတော့နောက်တစ်ခုကကျွန်တော်တို့အဲ့ဂျင်းဂူရူတွေနဲ့ကျွန်တော်ထိတ်တယ်ပေါ့နော်အဲ့တထေးဂျင်းဂူရူကိုRobert Kiyosaki သိလားမသိ read တဲ့ပူရတယ်ပေါ့နော်ဒီ motivation speaker တွေပါတူပဲအားလုံးတူပဲသူတို့ပြောလိုက်မှဆိုရင်ချမ်းသာခြင်းလို့ဆိုရင်မင်းတို့ကဒီများလုံးမလုံးနဲ့လုံးထွက်ပြီးတော့0ကနေ hero ဖြစ်အောင်လုပ်ဒါပဲသူတို့ရဲ့လက်ဆိုရဒါပဲအဲ့မှာကျွန်တော်ခွေးစားဖြစ်တယ်ဗျာကျွန်တော်အဲ့တွေးကျွန်တော်ထည့်လိုက်ကျွန်တော်ခွေးစားဖြစ်တာပဲဆိုတော့နောက်ပိုင်းမှာကျွန်တော်ဘာဖြစ်လာလဲဆိုရင်ဟိုတဖြည်းဖြည်းနားလဲတာတယ်ဟိုလူတိုင်းဆိုတာကျွန်တော်တို့အချိန်ခါတွေကျွန်တော်တို့မတူကြဘူးပေါ့နော်ကျွန်တော်ကန်ချင်းလဲကျွန်တော်မတူကြဘူးအချိန်ချင်းလဲမတူကြဘူးဟိုစ조사ပုံစ조사နီးတွေတယ်ကျွန်တော်မတူကြဘူးကျွန်တော်ကိုယ့်ဘာသာကိုစ조사တဲ့ဒီ9နှစ်တာကားလောက်တွင်မှာကျွန်တော်ဘာသိလိုက်ရလဲဆိုရင်ဒီများဒါလောက်လိုက်ဆိုရင်အောင်မြင်မယ်ဆိုလို့အဲ့လိုပြောလိုက်တိုင်းကျွန်တော်လိုက်လို့အောင်မြင်တာမျိုးမဟုတ်ကျွန်တော်တို့ကအောင်မြင်မှုဆိုရင်ဘာလုပ်မလဲဆိုကျွန်တော်အမှားမှန်ဝေဖန်ပိုင်းခြားတတ်တယ်ဒီများပြောတဲ့ဟာကိုဒါမှန်လားမှားလားကိုယ့်ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကိုယ့်ရဲ့တွေးပိုင်တွေးမြင်နေတာဒါရှိဖို့လိုတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ကများလေးလာမယ်ကျွန်တော်ခစ်တွေကမလုံးဝမတူတော့ဘူးကျွန်တော်ဖြည်းကျွန်တော်တို့က line မနိုင်တော့အဲ့ဒါကိုကျွန်တော်တို့ကကြိုပြီးတော့ကျွန်တော်လေးလာရတယ်အဲ့ဒါမှကျွန်တော်တို့ကစိတ်မှာဘာဖြစ်မလဲဆိုတာဒါကျွန်တော်တို့ကြိုသိတယ်ပေါ့နော်အခုဆိုရင်ကျွန်တော်ဒါ social media ဒါခစ်ဒါအရန် trend ဖြစ်တဲ့နေရာပေါ့နော်အောင်မြင်ဖို့ဆိုရင်တော့ကျွန်တော် social media ကိုကျွန်တော်ဒါသုံးတတ်ရမယ်ဒါ social media မှာကျွန်တော်ဈေးရောင်းတတ်ရမယ်အဲ့လိုပုံစံမျိုးပဲပေါ့နော်ကျွန်တော်မှာ social media ကိုကျွန်တော်သုံးချပြီးတော့ဒါကျွန်တော်အရင်ကြီးကိုကျွန်တော်ရောင်းပါပေါ့နော်ဒါကျွန်တော် logo ပုံနဲ့ဒါကျွန်တော်ရိုက်ထုတ်တာတဲ့ကျွန်တော်အရင်ကြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကဈေးတက်တန်နဲ့ကျွန်တော်ရောင်းမှာဖြစ်ပါတယ်ဒါ2000ဝဲပဲတော့ကျပါတယ် front daddy အသားပေါ့နော်တပတ်သားဒါဟိုဒီမှာသုံးတဲ့အသားပေါ့နော်ဆောင်းတွဲဘက်တွေဝင်လာတော့မယ်ဆိုတော့ဗျာဒါကျွန်တော်တို့ဖတ်ထားတဲ့ဟိုနှွေးထွေးမှုကိုကျွန်တော်ခံစားရတယ်နေတော့ထူတော့ပေါ့နော်Okay so my channel ဆိုတော့ကျွန်တော်ဖုန်းနံပါတ်ကျွန်တော်ချလာပေးပါတော့အားလုံး peace out